င်္ဂလာပါရှင်ကိုဝေလိုက်မင်္ဂလာပါရှင်မဆုတန်ဟုတ်ကဲ့ HMB အကြောင်းလေးမိတ်ဆက်ပေးလို့ရမလားရှင်ဟုတ်လောက်ပါတယ်ခင်ဗျာ HMB ကျူးထောင်လုပ်ငန်းကို2015ခုနှစ်ကတည်းကနေပြီးတော့လုပ်ကိုင်းလောက်ခဲ့တော့ဖြစ်သွားတယ်ခင်ဗျာဆက်နေကြောချီပေါ့နော်အခုဆိုလောက်ခိုင်းနေတယ်HMB ဆောက်လုပ်ခဲ့ရပါတော့ဝန်ဆောင်မှုတွေပေါ့အိမ်ဝယ်သူနဲ့ရောင်းသူဝန်ဆောင်မှုတွေဘယ်လိုရှိလဲဆိုတော့နည်းနည်းပြောပြပေးပါလားရှင်ကျွန်တော် HMB ရောင်းချင်းဝယ်ချင်းတော့ချင်းကျူးထောင်လုပ်ငန်းကိုလည်းကျွန်တော်လုပ်ကိုင်းပါတယ်ခင်ဗျာပေးဝေပေးအခြားပေးမျိုးစုံကိုလည်းကျွန်တော်တို့လက်လုပ်ငန်းလည်းကျွန်တော်လုပ်ခိုင်းပါတယ်ခင်ဗျာပြီးတော့HMB လုပ်တယ်ပေါ့နော်တက်သားတစ်ချောင်းမှာအတွေ့အကြုံလေးတွေချက်ပြောပြပေးပါလားရှင်အမှတ်တရလေးဟုတ်HMB ရဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ကြုံဆိုတော့ကျွန်တော်2015လာခဲ့တဲ့ကျွန်တော်စလုပ်တဲ့ချိန်မှာအဲ့တော့ Facebook လည်း support တယ် social media လည်းတော့မတင်ကြသေးရပါဘူးအဲ့တော့ကျွန်တော်တို့ကလည်းတကယ်တည်းကိုကျွန်တော်တို့ကHMB လုံနေပြီပေါ့နော်Facebook မှာဆိုလည်းတင်တယ်ကျွန်တော်တို့ဟိုဘယ်မျိုး HMB အတင်းလေးလာအဝယ်ဟိုအားတွေကျွန်တော်တို့တင်ပေးတယ်အဲ့ဒါကနေကျွန်တော်တို့စာပြီးတော့လုံနေတာပေါ့နော်ဒါတော့HMB ကျူးဆောင်လဲဘိမ်မတော်ကြီးနဲ့ပါသေးတယ်ကျွန်တော်လုံတော့လေအဲ့တော့ကျူးဆောင်ကန်တော့လားဟိုကျွန်တော်တို့ဟိုမတင်ကြသေးရပါတော့အဲ့ဒါချိန်မှာကျွန်တော်တော်တော်ကြီးက marketing ချင်းရောအခုကျတော့ social media လည်းကောင်းလာလုံလေလူတွေများလာဆိုတော့HMB ကျူးဆောင်သဘောတရားလေးလည်းတော်တော်ကြီးပြီးတော့ကြတော့HMB ကျူးဆောင်လုပ်ငန်းလည်းပြင်ခဲ့လာဟိုအတယ်လူတွေလည်းများလာပါတော့HMB လုပ်ငန်းတော်တော်ကြီးပြင်ချင်နေပါခင်ဗျာအမေအိမ်ရှင်မြေကျိုးဆောင်လုပ်ငန်းအမေချူတန်းအနေနဲ့ပေါ့နော်အမေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအတွေ့အကြုံလေးတစ်ချက်များဝေပြပါလားရှင်ရှင်မြေရောက်ဝဲပေါင်ကလည်းလုပ်ငန်းမဝဲပြီးရခုရကြမလို့တော့ချိန်စေပြီးဆိုတော့ဝဆောင်ကားစတဲ့အလုပ်တွေရမဝဲမဖြစ်အောင်လဲမလို့နေပြီးဆိုတော့စနေသူမဟုတ်ရုပ်လူကြီးအဲ့တော့အလုပ်တွေဆက်ပြီးဆိုတော့ပေါ့ညီနိုင်ပြီးတော့မိလို့အဲ့တော့ရခုရသူပဲဘောဆောင်မလို့ပြရပါတော့မလို့ပြစိတ်တရားလူအဲကောင်တို့တဲ့တဲ့အလုပ်ရမဝဲမဖြစ်အောင်လဲဒီပြီးဆိုတော့ဒီဆောင်ရပြရပါမလို့အကျိုးဆောင်ရဲ့လုပ်ငန်းပေါ့အဲ့လုပ်ငန်းရဲ့ရုံခန်းလေးကဘယ်နားမှာရှိတာလဲပြီးတော့ဘယ်နေရာမှာလဲဆိုတာဒီတစ်ချက်ပြောပြပေးပါလားရှင်ဟုတ်ဟိုကျွန်တော်တို့ဒူရဇူမီတာထောက်ဆင်းလမ်းကျုပ်ဟောင်းလမ်းဟိုဘောဆိုင်ဦးစောလိုက်ဆေးဆိုင်ဟိုအကွေးဆေးလေးမှာပါပဲခင်ဗျာလမ်းခွေလိုက်ရင်ဒူရီယာမြောက်အဲ့ပေါ့နော်အမျိုးဒီနေ့တိုင်းမှာကျွန်တော်တို့HMB ကျူးဆောင်လုပ်ငန်းကိုဟိုကောက်ဆုံးဝန်ဆောင်မှုပြုမိပါတယ်ခင်ဗျာဝေပေးကေပေးဟိုလက်လုပ်ငန်းလေးလည်းလုပ်ခိုင်းနေပါတယ်ပြီးတော့ကျွန်တော်ရဲ့ make business ကတော့အမခန်းလုပ်ငန်းလည်း insurance agent လည်းလုပ်ပါတယ်အဲ့ဒါတွေID မိအမခန်းထားမယ်ဆိုလဲကျွန်တော်တို့ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ပြီးဆိုရင်ကျွန်တော်မိအမခန်းလေးတွေထားမယ်ဆိုလဲကျွန်တော်တို့ကနေပြီးတော့ဆက်သွယ်ပြီးလုပ်လိုက်ပါတယ်ကျွန်တော်တို့က customer ကိုဝယ်နေပြီးငေါ့ရပြီးအဝယ်နေအဆောက်ပြီးထုတ်တာပြီးလဲကူညီပေးပါတယ်ဒါမှဝယ်မပြလာကောက်ဆုံးစီစီလေးရောကျူးဆောင်ပြီးတော့ပြီးထုတ်တာပြီးကူညီပေးပါတယ်ဒီပေါ်မှာအကျေးဇူးတင်ကဘယ်လိုမျိုးလေးပြောချင်တဲ့ချက်လေးနဲ့တက်ပေးပါဦးဒီ HMB ကျူးဆောင်လုပ်ငန်းကိုကျွန်တော်တို့ဆက်နေကြော့ဆက်စုနေတစ်ခုကြော့ထိကျွန်တော်တို့ off ပေးလာတဲ့customer ဟောင်းလေးရောတဲလေးရောကျွန်တော်တို့ခုမျိုးရတိနိုင်အောင်ကျွန်တော်တို့ဗိမ်မျိုးလက်မှာရုပ်ခန်းနဲ့ရုပ်ခန်းနဲ့စနေကြောင်ပြေးပြီးတော့ပေါ်ဆောင်မှုပေးနိုင်အောင်ကျွန်တော်တို့ရတိနိုင်အောင်ကူညီပေးတဲ့ message တွေအားလုံး customer ဖောက်တဲ့အားလုံးကိုကျွန်တော်ဒီနေရာနေပြီးတော့ဟိုခါတော့ပြူရတယ်ဟိုနောက်ထပ်လည်းအောက်ပေးပါဦးဟို feedback လေးတွေပေါ့နော် customer တွေချက်နေပြီးတော့ကျွန်တော်တို့ဝတ်ဆောင်မှုလုပ်ပေးရတဲ့ကြောင့်ဟိုအကောက်တဲ့တွေကြောက်လည်းဝတ်သွားပါတယ်နောက်ထပ်လူအချင်းရှိလဲကျွန်တော်တို့ဟိုဝေဖန်ပေးပါဦးနော်အဲ့ဒါလည်းအမြင်တက်ရခိုင်ပါတယ်ခင်ဗျာ